Bismillahirrahmanirrahim. Inshallah ta'ala.ကျွန်တော်တို့ပြီးခဲ့တဲ့သင်ခန်းစာမှာ ahada najmun အဲ့ဒီအထိပြီးခဲ့ပြီအခုတမာရီဒီတမာရီမှာကကြတော့ကျွန်တော်တို့ကိုရုပ်ပုံမပြထားပဲနဲ့စာသားတက်ပဲလေ့ကျင့်ခန်းပြုလုပ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာမှာဒီလေ့ကျင့်ခန်းမှာကကြတော့အတစ်ဘာတစ်ခုပါလာလဲဆိုတော့ iqra waktub အတင်ဖတ်ပါ၎င်းတော့ရေးပါတဲ့เนาะအဲ့တော့ဒီသင်ခန်းစာကိုကြတော့ကျွန်တော်တို့ဖတ်လဲဖတ်ရမယ်ထိုနည်း၎င်းပဲရေးလဲရေးရမယ်ဒါမှပဲကျွန်တော်တို့အာရဗီစကားမှာရောအာရဗီစာမှာရောကျွန်တော်တို့ဒါပို့ပြီးတော့မှနားလေတက်ကြွဖို့ရအတွက်ကအထောက်အကူပို့ပြီးဖြစ်လာမှာဖြစ်ပါတယ်အလ္လာဟ်တအာလာစူးစမ်းပြီးတော့မှလိုက်လုပ်ကြပါเนาะအဲ့တော့ iqra waktub ဖတ်ပါ၎င်းတော့ရေးပါတဲ့ဟုတ်ပြီအောက်ကတမာရီမျိုးကိုကျွန်တော်တို့ဖတ်ပြီးတော့မှဖတ်ကြည့်ကြအောင် هذا مكتب هذا مكتب မျိုးဆိုတော့ဒီမှာသတိထားကြည့်ပါဒီမှာ زبرزي पेश دوزبر دوزي စသဖြင့်ဒါတွေကို जज़म တို့ तशदीद တို့ဟာလားဒါတွေကိုထည့်မပေးထားဘူးအဲ့ဒါကိုကိုကမှန်ကန်တဲ့တရတွေကိုထည့်ပြီးတော့မှဖတ်ပြရမှာပေါ့နော်زبر နဲ့လား zir နဲ့လား पेश နဲ့လား do पेश နဲ့လားစသဖြင့်ဟာလား जज़म နဲ့လား तशदीद နဲ့လားစသဖြင့်ကျွန်တော်တို့ဒါတွေကိုမှန်ကန်ပုံစံနဲ့ဖတ်ပြပေးရမယ်ကျွန်တော်ရေးတဲ့အခါမှာလည်းပဲအဲ့လိုတရတွေကိုမှန်ကန်ဖြည့်ပြီးတော့မှရေးရမှာဖြစ်ပါတယ်အဲ့တော့ هذا مكتب ဒီစဝဲခုံတစ်လုံးဖြစ်ပါသလား sorry هذا مكتب ဒီစာရေးစဝဲခုံတစ်လုံးဖြစ်သည် هذا مكتب ဒီစာရေးစဝဲခုံတစ်လုံးဖြစ်သည် الله أكبر هذا مسجد هذا مسجد ဒီပလီတစ်လုံးဖြစ်သည် هذا قلم هذا قلم ဒီဘောပင်တစ်ချောင်းဖြစ်သည် هذا سرير هذا سرير ဒီကတင်တစ်လုံးဖြစ်သည် هذا سرير ဒီကတင်တစ်လုံးဖြစ်သည် ما هذا ကဘာလဲ هذا كرسي هذا كرسي ဒီကရထိုင်တစ်လုံးဖြစ်သည် هذا بيت هذا بيت ဒီအိမ်တစ်လုံးဖြစ်သလား لا မဟုတ်ဘူး هذا مسجد ဒီဗလီတစ်လုံးဖြစ်သည် ما هذا ကဘာလဲ هذا مفتاح هذا مفتاح ဒီတောတံတစ်ချောင်းဖြစ်သည်ရှလောတလအားလုံးပဲစူးစမ်းပြီးတော့မှလိုက်လုပ်ကြည့်ကြပါနားမလဲတာရှိရင်သဘောမပေါက်တာရှိရင်ကျွန်တော်ကို Messenger ကနေပြီးတော့မှဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုလက်ရှိလွယ်ကူမှုချင်းမြင်တော်မူပါစေ